စုချန်ရဲ့အချစ်တော်မူကြောင်းရေချိုးနေတော့သူမရဲ့ဆောင်တဲ့ကိုခိုးဝင်ပုံနေခဲ့တယ်ဒါပေမဲ့သူမကတော့သူ့ကိုလူဆိုးတယောက်လို့ထင်ပြီးတက်တော်ဆောင်တွေကိုဖုံးဆက်ခေါ်လိုက်တယ်သူ့ကိုဆောင်တဲ့တကွာအပြင်ကိုလွတ်ပစ်ဖို့ပေါ့သူရှင်းပြဖို့ကြိုးစားပေမဲ့တက်တော်ဆောင်တွေကသူ့ကိုကြမ်းပြင်ပေါ်ဆွဲချလိုက်ပြီးလွတ်ပစ်လိုက်စမ်းမြန်လောက်ကြသူကတင်ကိုကင်ပြီးမက်တက်ရက်ကမေးလိုက်တယ်မုံလေးမင်းငါ့ကိုလွတ်ပစ်မလို့လားငါ့ကိုမလို့ချင်တော့ဘူးလားမုံကြောင်းလဲသူ့ကိုတေချာမြင်သွားပြီးသူ့ရဲ့အသေးဦးလေးကိုလွတ်ပစ်မိတော့မလို့ဖြစ်သွားတယ်သူမအသက်ပြင်းပြင်းရှူပြီးသူ့စီလျှောက်လာကသူ့ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်တယ်သူမမျက်နှာလေးကိုသူ့ရင်ခွင်နဲ့အထားရင်ကြံတဲ့လူတွေကိုအပြင်ထွက်ခိုင်းလိုက်တယ်အကုန်လုံးထွက်သွားကြစမ်းအိမ်တော်ထိန်နဲ့တက်တော်ဆောင်တွေလည်းအမြန်ထွက်သွားကြတယ်မင်းခုနကငါ့ကိုတကယ်ပဲလွတ်ပစ်မလို့လားငါကြားလိုက်တယ်နော်ကြောင်းကသူ့ခါကိုဖက်ရင်းရှက်သွေးဖြာကအဲ့ဒီမှာအိတ်နေတာကိုမန်းငါမသိလို့ပါဒီကောင်မလေးကငါ့ကိုအကဲခတ်နေတာကြာပြီပဲမင်းမနေထုတ်လဲငါပါတာငါသွားပါမယ်ကြောင်းကသူ့ခါကိုပို့ပြီးတင်းတင်းဖက်လိုက်တယ်ကိုမလို့ချင်ဘူးလို့ဘသူပြောလဲသူမကသူ့ကိုကိုးကွယ်ထားချင်တော့အောင်ချစ်တာကိုသူသိပါတယ်သူ့ကိုမလို့ချင်ပဲနေပါမလားကိုငါမသွားတယ်ဟုတ်ပြီလားဒါနဲ့ကိုကငါအခန်းထဲပါလို့ရောက်နေတာလဲကြောင်းဘာတွေးနေလဲသူသိတာပေါ့အရင်ကသူမကိုအယမ်းမုန်းခဲ့ပြီးသူမအခန်းသားကနေတောင်ရှောင်သွားခဲ့တာကိုဒါကြောင့်ခုနကကတင်ပေါ်ကလူဟာသူမဟုတ်ဘူးလို့သူမထင်ခဲ့တာပေါ့သူမရဲ့ကိုတင်းတဲ့လေးကိုရှူရှိုက်ရင်နောက်ထပ်အဓိကအကြောင်းရင်းတစ်ခုကတော့သူမနဲ့အတူအိတ်ချင်လို့ပါပဲမုံကြောင်းကတော့သူ့မျက်လုံးတွေကိုစိုက်ကြည့်နေသေးပါကြောင်းငါမင်းနဲ့အတူအိတ်လို့ရမလားသူမခဏမြကြောင်းသွားပြီးမှခက်ခဲနဲ့ညင်းလိုက်တယ်ကိုခန်းကိုပြန်အိတ်ပါလားဟင်းကိုကလာချင်တဲ့အချိန်လားအိတ်ချင်တဲ့အချိန်အိတ်ရင်ငါမှတိတ်ခါမရှိသလိုဖြစ်မနေဘူးလားသူမနှုတ်ကသာညင်းနေပေမဲ့သူ့ကိုနှင်ထုတ်ဖို့စိတ်မကူးပါဘူးတကားကိုသွားပြီးချက်ထိုးပိတ်လိုက်ပါသေးတယ်သူလဲတနာစရာမျက်နှာလေးလှုပ်ပြပြီးတယောက်တည်းအိတ်ရင်အိမ်မဆိုးတွေမလိမ့်မယ်လို့ပြောလိုက်တယ်ကြောင်းလဲနောက်ဆုံးတော့ခေါင်းငုံလက်ခံလိုက်ရပြီးဗီဒီယိုတွေကခေါင်းတစ်လုံးထုတ်ပြီးကတင်ပေါ်ပြစ်ပေးလိုက်တယ်သူမစိတ်ဆိုးပြေသွားလို့သူဝမ်းသာသွားတယ်ပြီးခဲ့တဲ့ဘဝကသူတန်ဖိုးမထားတတ်ခဲ့လို့နောက်ဆုံးမှာသွေးအိုင်နဲ့လဲကျတေဆုံးခဲ့ရတယ်သူ့အုပ်ကူရှိမှမုံကြောင်းငိုကြွေးခဲ့ရတာကိုတတိယရင်အခုဘဝတစ်ပြန်ရလာတဲ့အချိန်မှာတော့ဒီမိန်းကလေးကိုပဲတစ်တလုံးထွေးပွေထားချင်ပါတော့တယ်သူအိတ်ရတဲ့ဝင်ပြီးကြောင်းတက်လာတာနဲ့သူမကိုရင်ခွင်နဲ့တင်းကြပ်ဖတ်ထားလိုက်တယ်သူမရဲ့ခန္ဓာကိုယ်လေးတောင်းတင်းသွားတာကိုသူခံစားမိတယ်သူမယုံနိုင်မှာမဟုတ်ပါဘူးသူမကသူတကယ်ပဲဖတ်ထားတာလားလို့တွေးနေလိမ့်မယ်ဒီတခါတော့တခြားမိန်းကလေးအတွက်တောင်းပန်တာလည်းမဟုတ်ဘူးသူမကိုထားသွားဖို့ရန်ဖြစ်နေတာလည်းမဟုတ်ဘူးသူမသူ့ကိုခိုးကြည့်နေတာကိုသိပေမဲ့သူ့ရဲ့အသိစိတ်တွေတဖြည်းဖြည်းဝေဝါးလာပြီးအိပ်ပျော်သွားခဲ့တယ်သူမရဲ့လက်ကလေးကလည်းသူ့အင်ဂျီစကိုတင်းဆုပ်ကင်ထားတယ်ခဏအကြာမှာတော့သူ့ခန္ဓာကိုယ်တုံနေလာပြီးသူ့ရဲ့ဇာပနာခန္ဓာကိုအိမ်မက်ပြန်တယ်ဘီတက်ကလထိုင်တဲ့မိန်းကလေးကသူ့အုပ်ကူရှိမှငိုနေတော့သူချွေးစေးပြီးပြန်ပြီးနိုးလာခဲ့တယ်သူမကစိုးရင်တကြီးနဲ့သူ့ပါလေးကိုကင်ပြီးကိုမကြောက်နဲ့တော့ငါရှိတယ်သူမရဲ့အနံ့နွေးလေးကသူ့နှုတ်ခမ်းတောင်စီကြားရောက်လာပြီးသူလည်းစိတ်အေးလက်အေးနဲ့ပြန်အိပ်ပျော်သွားခဲ့တယ်မနက်မိုးလင်းတော့ကြောင်းမနိုးခင်မှာပဲသူအိမ်စီတွေကိုအမိတ်ပေးလိုက်တယ်ငါအခန်းထဲကပစ္စည်းတွေအကုန်လုံးမုံကြောင်းအခန်းထဲကိုပြောင်းရွှေ့လိုက်ကြစမ်းအတူတူအိတ်ကြရမှာပေါ့ဘာလို့တီးတန့်ခွဲအိတ်ရမှာလဲအိမ်တော်ထင်းကစိတ်ပူနေတဲ့မျက်နှာပေးနဲ့ကြည့်နေတယ်သူမကိုသူထပ်ပြီးထိခိုက်အောင်လုပ်မှစိုးရိမ်နေတာပေါ့အရင်ကတခင်လေးကသူမကိုအမြဲတော်သားထွက်အောင်လုပ်ပြီးဆေးရုံရောက်အောင်ထိလုပ်ခဲ့ဘူးတာကိုတကယ်လို့အတူတူနေရင်အိမ်ကြီးပျက်စီးသွားလိမ့်မယ်ဒါတင်မကသေးဘူးသူမမှာစိတ်ကြယောဂလည်းပြင်းထန်ရှိနေတာပြီးခဲ့တဲ့တစ်ခေါက်ယောဂထားတော့ကတက်တော်ဆောင်ချိုးတေဆုံးပြီးအပြင်းအထန်တန်ရာရခဲ့ကြတယ်အိမ်တော်ထင်းလည်းမတက်တာပဲအကြောင်းကိုသွားမေးလိုက်ရတယ်သူမအခြေအနေကိုတေချာမသိသေးပေမဲ့သူရွှေ့ချင်တာဆိုတာတိလိုက်တာနဲ့ခွင့်ပြုလိုက်တယ်ကိုရွှေ့ချင်ရင်ရွှေ့ပါစေဒါပေမဲ့သူ့လက်ကိုမထိခိုက်ပါစေနဲ့သူမနဲ့အတူနေရတော့မယ်ဆိုတော့မုံကြောင်းတယောက်ရင်ခုန်စိတ်လှုပ်ရှားနေတာပေါ့သူမအတွက်တော့ဒါကသားကောင်ကအလိုလိုအိမ်ထဲဝင်လာတယ်လို့ပဲအိမ်တော်ထင်းကတခုပြောမလို့လုပ်ပေမဲ့သူမကပြက်သားပဲကိုငါမလွတ်နိုင်ဘူးသူတယောက်တည်းအိမ်မှာစဉ်းစားနေတော့လူမိသားစုစီကဖုံးဝင်လာခဲ့တယ်တစ်ဖက်ကဒေါသတကြီးနဲ့အော်ပြောလိုက်တယ်လူချမ်းမင်းလူယူပိုင်ကိုချက်ချင်းကဲထုတ်စမ်းငါတို့ရဲ့တနာစရာလူယူပိုင်လေးအခုဘလို့ဖြစ်နေပြီလဲမသိဘူးအားလုံးကမင်းကြောင့်ပဲဖြစ်ရတာသူတို့ရဲ့အချစ်တော်ကလူယူပိုင်ဖြစ်ပြီးသူကတော့မွေးစားသားတယောက်လိုပဲဆက်ဆံခံခဲ့ရတာအရင်ဘဝကသူလူမိသားစုအတွက်အလုပ်ကျွေးပြုခဲ့ပေမဲ့သူ့ကိုအသက်80အရွယ်မိန်းမကြီးစီရောင်းစားဖို့လုပ်ခဲ့ကြတယ်မုံကြောင်းကသာသူ့ကိုကယ်တင်ခဲ့တာပါလူယူပိုင်ကိုကယ်ရမယ်ဟုတ်လားစိတ်မကောင်းပါဘူးမုံကြောင်းကငါစကားနားမထောင်ဘူးလေပြီးခဲ့တဲ့ဘဝကလူယူပိုင်ကကားတိုင်းမှုလုပ်ပြီးသူ့ကိုတတ်ခဲ့တာအခုမှလာပြီးကဲခိုင်းနေတယ်ဟုတ်လားသူ့ကိုအခုချက်ချင်းတည်သွားစေချင်တာတစ်ဖက်ကလည်းဆက်ပြီးဒေါသတကြီးအော်ဟစ်နေတယ်မင်းတို့ထောက်တောင်းမှန်ပြီးဖြစ်ကဲထုတ်ရမယ်မင်းကြောင့်လူယူပိုင်အိမ်မပြန်နိုင်တာကိုမမေ့နဲ့သူဘယ်လိုလုပ်မေးပါမလဲလူယူပိုင်ကသူ့ကိုထောင်ချောက်ဆင်ပြီးသူမနဲ့ထွက်ပြေးဖို့ကြံစီခဲ့တာလေဒါပေမဲ့မုံကြောင်းကဖမ်းမိသွားပြီးသူတို့ကိုပြင်းထန်နှိပ်စက်ခဲ့တာပေါ့လူချန်မင်းချက်ချင်းလမ်းခွဲရှာပြီးကုညီစံကြလားသူရဲ့မောပြီးဖုံးချလိုက်တဲ့သူလူယူပိုင်ကိုဘယ်တော့မှလွတ်ပေးမှာမဟုတ်ဘူးလူမိသားစုတစ်ခုလုံးကိုတွေးကြွေးဆက်ခိုင်းရမယ်ဘာလူချန်ကမင်းနဲ့အခန်းတူနေခြင်းနဲ့ဟုတ်လားမဖြစ်ဘူးမုံလေးသူစကားတွေကိုမယုံနဲ့ဦးသူဒီလိုလောက်တာမင်းကိုလှည့်စားဖို့ပဲမုံကြောင်းရဲ့မျက်ဝန်းတွေကတဖြည်းဖြည်းအေးဆက်လာတယ်ကိုမလှည့်စားပါနဲ့တော့လူချန်ရဲ့လက်ကွက်တွေကိုမင်းမသိတာမဟုတ်ဘူးလေသူမအတိတ်ကအဖြစ်အပျက်တွေကိုပြန်တွေးမိသွားတယ်ပြီးခဲ့တဲ့3လကသူထွက်ပြေးဖို့ကြိုးစားတော့ကသူမရဲ့အကိုဓာတ်နဲ့ထိုးခဲ့ဘူးတယ်ပြီးတော့လွန်ခဲ့တဲ့1လကလည်းသူမရဲ့အခန်းထဲကိုကြွက်တွေထည့်ထားခဲ့ဘူးတယ်လေစုချန်ရဲ့အချစ်တော်မူကြောင်းရေချိုးနေတော့သူမရဲ့ဆောင်တဲ့ကိုခိုးဝင်ပုံနေခဲ့တယ်ဒါပေမဲ့သူမကတော့သူ့ကိုလူဆိုးတယောက်လို့ထင်ပြီးတက်တော်ဆောင်တွေကိုဖုံးဆက်ခေါ်လိုက်တယ်သူ့ကိုဆောင်တဲ့တကွာအပြင်ကိုလွတ်ပစ်ဖို့ပေါ့သူရှင်းပြဖို့ကြိုးစားပေမဲ့တက်တော်ဆောင်တွေကသူ့ကိုကြမ်းပြင်ပေါ်ဆွဲချလိုက်ပြီးလွတ်ပစ်လိုက်စမ်းမြန်လောက်ကြသူကတင်ကိုကင်ပြီးမက်တက်ရက်ကမေးလိုက်တယ်မုံလေးမင်းငါ့ကိုလွတ်ပစ်မလို့လားငါ့ကိုမလို့ချင်တော့ဘူးလားမုံကြောင်းလဲသူ့ကိုတေချာမြင်သွားပြီးသူ့ရဲ့အသေးဦးလေးကိုလွတ်ပစ်မိတော့မလို့ဖြစ်သွားတယ်သူမအသက်ပြင်းပြင်းရှူပြီးသူ့စီလျှောက်လာကသူ့ကိုတင်းကြပ်ဖတ်ထားလိုက်တယ်သူမမျက်နှာလေးကိုသူ့ရင်ခွင်နဲ့အထားရင်ကြံတဲ့လူတွေကိုအပြင်ထွက်ခိုင်းလိုက်တယ်အကုန်လုံးထွက်သွားကြစမ်း
အိမ်တော်ထိန်နဲ့တက်တော်ဆောင်တွေလည်းအမြန်ထွက်သွားကြတယ်မင်းခုနကငါ့ကိုတကယ်ပဲလွတ်ပြစ်မလို့လားငါကြားလိုက်တယ်နော်ကြောင်းကသူ့ခါကိုဖက်ရင်းရှက်သွေးဖြာကအဲ့ဒီမှာအိတ်နေတာကိုမန်းငါမသိလို့ပါဒီကောင်မလေးကငါ့ကိုအကဲခတ်နေတာကြာပြီပဲမင်းမနေထုတ်လဲငါပါတာငါသွားပါမယ်ကြောင်းကသူ့ခါကိုပို့ပြီးတင်းဖက်လိုက်တယ်ကိုမလိုချင်ဘူးလို့ဘသူပြောလဲသူမကသူ့ကိုကိုးကွယ်ထားခြင်းလောက်အောင်ချစ်တာကိုသူသိပါတယ်သူ့ကိုမလိုချင်ပဲနေပါမလားကိုငါမသွားတယ်ဟုတ်ပြီလားဒါနဲ့ကိုကငါအခန်းထဲပါလို့ရောက်နေတာလဲကြောင်းဘာတွေးနေလဲသူသိတာပေါ့အရင်ကသူမကိုအယမ်းမုန်းခဲ့ပြီးသူမအခန်းသားကနေတောင်ရှောင်သွားခဲ့တာကိုဒါကြောင့်ခုနကကတင်ပေါ်ကလူဟာသူမဟုတ်ဘူးလို့သူမထင်ခဲ့တာပေါ့သူမရဲ့ကိုတင်းတဲ့လေးကိုရှူရှိုက်ရင်နောက်ထပ်အဓိကအကြောင်းရင်းတစ်ခုကတော့သူမနဲ့အတူအိတ်ချင်လို့ပါပဲမုံကြောင်းကတော့သူ့မျက်လုံးတွေကိုစိုက်ကြည့်နေသေးပါကြောင်းငါမင်းနဲ့အတူအိတ်လို့ရမလားသူမခဏမြကြောင်းသွားပြီးမှခက်ခဲနဲ့ညင်းလိုက်တယ်ကိုခန်းကိုပြန်အိတ်ပါလားဟင်းကိုကလာချင်တဲ့အချိန်လားအိတ်ချင်တဲ့အချိန်အိတ်ရင်ငါမှတိတ်ခါမရှိသလိုဖြစ်မနေဘူးလားသူမနှုတ်ကသာညင်းနေပေမဲ့သူ့ကိုနှင်ထုတ်ဖို့စိတ်မကူးပါဘူးတကားကိုသွားပြီးချက်ထိုးပိတ်လိုက်ပါသေးတယ်သူလဲတနာစရာမျက်နှာလေးလှုပ်ပြပြီးတယောက်တည်းအိတ်ရင်အိမ်မဆိုးတွေမလိမ့်မယ်လို့ပြောလိုက်တယ်ကြောင်းလဲနောက်ဆုံးတော့ခေါင်းငုံလက်ခံလိုက်ရပြီးဗီဒီယိုတွေကခေါင်းတစ်လုံးထုတ်ပြီးကတင်ပေါ်ပြစ်ပေးလိုက်တယ်သူမစိတ်ဆိုးပြေသွားလို့သူဝမ်းသာသွားတယ်ပြီးခဲ့တဲ့ဘဝကသူတန်ဖိုးမထားတတ်ခဲ့လို့နောက်ဆုံးမှာသွေးအိုင်နဲ့လဲကျတိတ်ဆုံးခဲ့ရတယ်သူ့အုပ်ကူရှိမှမုံကြောင်းငိုကြွေးခဲ့ရတာကိုတတိယရင်အခုဘဝတစ်ပြန်ရလာတဲ့အချိန်မှာတော့ဒီမိန်းကလေးကိုပဲတစ်တလုံးထွေးပွေထားချင်ပါတော့တယ်သူအိတ်ရတဲ့ဝင်ပြီးကြောင်းတက်လာတာနဲ့သူမကိုရင်ခွင်နဲ့တင်းကြပ်ဖတ်ထားလိုက်တယ်သူမရဲ့ခန္ဓာကိုယ်လေးတောင်းတင်းသွားတာကိုသူခံစားမိတယ်သူမယုံနိုင်မှာမဟုတ်ပါဘူးသူမကသူတကယ်ပဲဖတ်ထားတာလားလို့တွေးနေလိမ့်မယ်ဒီတခါတော့တခြားမိန်းကလေးအတွက်တောင်းပန်တာလည်းမဟုတ်ဘူးသူမကိုထားသွားဖို့ရန်ဖြစ်နေတာလည်းမဟုတ်ဘူးသူမသူ့ကိုခိုးကြည့်နေတာကိုသိပေမဲ့သူ့ရဲ့အသိစိတ်တွေတဖြည်းဖြည်းဝေဝါးလာပြီးအိပ်ပျော်သွားခဲ့တယ်သူမရဲ့လက်ကလေးကလည်းသူ့အင်ဂျီစကိုတင်းဆုပ်ကင်ထားတယ်ခဏအကြာမှာတော့သူ့ခန္ဓာကိုယ်တုံနေလာပြီးသူ့ရဲ့ဇာပနာခန္ဓာကိုအိမ်မက်ပြန်တယ်ဘီတက်ကလထိုင်တဲ့မိန်းကလေးကသူ့အုပ်ကူရှိမှငိုနေတော့သူချွေးစေးပြီးပြန်ပြီးနိုးလာခဲ့တယ်သူမကစိုးရင်တကြီးနဲ့သူ့ပါလေးကိုကင်ပြီးကိုမကြောက်နဲ့တော့ငါရှိတယ်သူမရဲ့အနံ့နွေးလေးကသူ့နှုတ်ခမ်းတောင်စီကြားရောက်လာပြီးသူလည်းစိတ်အေးလက်အေးနဲ့ပြန်အိပ်ပျော်သွားခဲ့တယ်မနက်မိုးလင်းတော့ကြောင်းမနိုးခင်မှာပဲသူအိမ်စီတွေကိုအမိတ်ပေးလိုက်တယ်ငါအခန်းထဲကပစ္စည်းတွေအကုန်လုံးမုံကြောင်းအခန်းထဲကိုပြောင်းရွှေ့လိုက်ကြစမ်းအတူတူအိတ်ကြရမှာပေါ့ဘာလို့တီးတန့်ခွဲအိတ်ရမှာလဲအိမ်တော်ထင်းကစိတ်ပူနေတဲ့မျက်နှာပေးနဲ့ကြည့်နေတယ်သူမကိုသူထပ်ပြီးထိခိုက်အောင်လုပ်မှစိုးရိမ်နေတာပေါ့အရင်ကတခင်လေးကသူမကိုအမြဲတော်သားထွက်အောင်လုပ်ပြီးဆေးရုံရောက်အောင်ထိလုပ်ခဲ့ဘူးတာကိုတကယ်လို့အတူတူနေရင်အိမ်ကြီးပျက်စီးသွားလိမ့်မယ်ဒါတင်မကသေးဘူးသူမမှာစိတ်ကြယောဂလည်းပြင်းထန်ရှိနေတာပြီးခဲ့တဲ့တစ်ခေါက်ယောဂထားတော့ကတက်တော်ဆောင်ချိုးတေဆုံးပြီးအပြင်းအထန်တန်ရာရခဲ့ကြတယ်အိမ်တော်ထင်းလည်းမတက်တာပဲအကြောင်းကိုသွားမေးလိုက်ရတယ်သူမအခြေအနေကိုတေချာမသိသေးပေမဲ့သူရွှေ့ချင်တာဆိုတာတိလိုက်တာနဲ့ခွင့်ပြုလိုက်တယ်ကိုရွှေ့ချင်ရင်ရွှေ့ပါစေဒါပေမဲ့သူ့လက်ကိုမထိခိုက်ပါစေနဲ့သူမနဲ့အတူနေရတော့မယ်ဆိုတော့မုံကြောင်းတယောက်ရင်ခုန်စိတ်လှုပ်ရှားနေတာပေါ့သူမအတွက်တော့ဒါကတားကောင်ကအလိုလိုအိမ်ထဲဝင်လာတယ်လို့ပဲအိမ်တော်ထင်းကတခုပြောမလို့လုပ်ပေမဲ့သူမကပြက်သားပဲကိုငါမလွတ်နိုင်ဘူးသူတယောက်တည်းအိမ်မှာစဉ်းစားနေတော့လူမိသားစုစီကဖုံးဝင်လာခဲ့တယ်တစ်ဖက်ကဒေါသတကြီးနဲ့အော်ပြောလိုက်တယ်လူချမ်းမင်းလူယူပိုင်ကိုချက်ချင်းကဲထုတ်စမ်းငါတို့ရဲ့တနာစရာလူယူပိုင်လေးအခုဘလို့ဖြစ်နေပြီလဲမသိဘူးအားလုံးကမင်းကြောင့်ပဲဖြစ်ရတာသူတို့ရဲ့အချစ်တော်ကလူယူပိုင်ဖြစ်ပြီးသူကတော့မွေးစားသားတယောက်လိုပဲဆက်ဆံခံခဲ့ရတာအရင်ဘဝကသူလူမိသားစုအတွက်အလုပ်ကျွေးပြုခဲ့ပေမဲ့သူ့ကိုအသက်80အရွယ်မိန်းမကြီးစီရောင်းစားဖို့လုပ်ခဲ့ကြတယ်မုံကြောင်းကသာသူ့ကိုကယ်တင်ခဲ့တာပါလူယူပိုင်ကိုကယ်ရမယ်ဟုတ်လားစိတ်မကောင်းပါဘူးမုံကြောင်းကငါစကားနားမထောင်ဘူးလေပြီးခဲ့တဲ့ဘဝကလူယူပိုင်ကကားတိုင်းမှုလုပ်ပြီးသူ့ကိုတတ်ခဲ့တာအခုမှလာပြီးကဲခိုင်းနေတယ်ဟုတ်လားသူ့ကိုအခုချက်ချင်းတည်သွားစေချင်တာတစ်ဖက်ကလည်းဆက်ပြီးဒေါသတကြီးအော်ဟစ်နေတယ်မင်းတို့ထောက်တောင်းမှန်ပြီးဖြစ်ကဲထုတ်ရမယ်မင်းကြောင့်လူယူပိုင်အိမ်မပြန်နိုင်တာကိုမမေ့နဲ့သူဘယ်လိုလုပ်မေးပါမလဲလူယူပိုင်ကသူ့ကိုထောင်ချောက်ဆင်ပြီးသူမနဲ့ထွက်ပြေးဖို့ကြံစီခဲ့တာလေဒါပေမဲ့မုံကြောင်းကဖမ်းမိသွားပြီးသူတို့ကိုပြင်းထန်နှိပ်စက်ခဲ့တာပေါ့လူချန်မင်းချက်ချင်းလမ်းခွဲရှာပြီးကုညီစံကြလားသူရဲ့မောပြီးဖုံးချလိုက်တဲ့သူလူယူပိုင်ကိုဘယ်တော့မှလွတ်ပေးမှာမဟုတ်ဘူးလူမိသားစုတစ်ခုလုံးကိုတွေးကြွေးဆက်ခိုင်းရမယ်ဘာလူချန်ကမင်းနဲ့အခန်းတူနေခြင်းနဲ့ဟုတ်လားမဖြစ်ဘူးမုံလေးသူစကားတွေကိုမယုံနဲ့ဦးသူဒီလိုလောက်တာမင်းကိုလှည့်စားဖို့ပဲမုံကြောင်းရဲ့မျက်ဝန်းတွေကတဖြည်းဖြည်းအေးဆက်လာတယ်ကိုမလှည့်စားပါနဲ့တော့လူချန်ရဲ့လက်ကွက်တွေကိုမင်းမသိတာမဟုတ်ဘူးလေသူမအတိတ်ကအဖြစ်အပျက်တွေကိုပြန်တွေးမိသွားတယ်ပြီးခဲ့တဲ့3လကသူထွက်ပြေးဖို့ကြိုးစားတော့ကသူမရဲ့အကိုဓာတ်နဲ့ထိုးခဲ့ဘူးတယ်ပြီးတော့လွန်ခဲ့တဲ့1လကလည်းသူမရဲ့အခန်းထဲကိုကြွက်တွေထည့်ထားခဲ့ဘူးတယ်လေလင်ချန်ဒီအိမ်မှာနေခဲ့တဲ့လပိုင်းအတွင်းမုံကြောင်းကသူ့ဘော်အလိုလိုက်လုံးနဲ့လင်ချန်ဘလို့ပဲနာကျင်အောင်လှုပ်သူမကတော့ဘသူကမှလင်ချန်ရဲ့လက်ချောင်းတစ်ချောင်းတောင်အထိမခံဘူးပြီးခဲ့တဲ့တစ်ခေါက်လင်ချန်ကြောင့်စိတ်ဆိုးပြီးဖျားသွားတော့ကတောင်သူမရဲ့ပထမဆုံးတွေးကအဲ့ဒီလူကိုကောက်ွယ်ပေးဖို့ပဲကုနဲ့နားမလည်နိုင်တာကလင်ချန်လိုလူမျိုးကမုံကြောင်းရဲ့ကောင်းမွန်တဲ့ဆက်ဆံမှုကိုရဖို့ဗာများထိုက်တန်လို့လဲဆိုတာပါပဲမမကြီးသူကဒီတစ်ခေါက်လဲအရင်ပြူဟာဟောင်းကိုတုံးပြီးသူ့ရဲ့ရုပ်ရည်ကိုအတုံးချနေတာမမကြီးတာသူ့ကိုယုံလိုက်ရင်သူကအတုံးချပြီးတာနဲ့ချက်ချင်းကန်ထုတ်မှတေးချတယ်ဒါပေမဲ့မုံကြောင်းကတော့ငိမ့်သက်စွာပဲထိုင်နေခဲ့တယ်ပါဇက်ပိတ်ထားစမ်းကုနဲ့တခုထပ်ပြောချင်ပုံရပေမဲ့မုံကြောင်းရဲ့အကြည့်ဆူဆူကြောင့်တိတ်သွားရတယ်နောက်တစ်ခုထပ်ပြောရင်အာဖရိကကိုဆရာဝန်သွားလုပ်ဖို့မောင်းထုတ်လိုက်မယ်လင်ချန်ဘလို့ရွေချက်နဲ့ပဲဖြစ်ငါနာကိုချင်းကက်ချင်နေဆိုရင်ငါမှရှိသမျှအရာအလုံးကိုသူ့ကိုပေးအပ်ဖို့အသင့်ပါပဲညဘက်ရောက်တဲ့အထိကျွန်တော်တယောက်တည်းခြံထဲမှာထိုင်နေမိတယ်ခေါင်းထဲမှာလည်းရှုပ်ထွေးနေပြီးတနေ့လုံးစောင့်နေပေမဲ့မုံကြောင်းရဲ့အရေးအယောင်ကိုမမြင်ရဘူးဒါနဲ့ပဲအိမ်တော်ထင်းကြီးကိုမေးလိုက်မိတယ်မုံကြောင်းဘယ်ချိန်လောက်ပြန်လာမလဲခင်ဗျာတခင်မလေးကအလုပ်ကိစ္စတွေပြီးရင်ချက်ချင်းပြန်လာမှာပါအိမ်တော်ထင်းရဲ့မရေရတဲ့အဖြေကိုကြားပြီးနောက်ကျွန်တော်ခြံအပြင်ကတက်တော်ဆောင်တွေကိုလှမ်းကြည့်လိုက်တယ်ဒီလိုအနေငယ်လောက်နဲ့တော့ကျွန်တော်ကိုတားဆီးနိုင်မှာမဟုတ်ဘူးအရင်ဘဝတုန်းကကျွန်တော်ထွက်မပြေးရတာကကျွန်တော်ထွက်သွားရင်မုံကြောင်းက
လူမိသားစုကိုရန်ရှာမှာစိုးရိမ်လို့ပဲဒါပေမဲ့အခုကျွန်တော်ရဲ့အရေးချင်းနဲ့ဆိုရင်ဒီတက်တော်ဆောင်10ရောက်လုံးပေါင်းရင်တော့ကျွန်တော်ပြန်ပတ်မဟုတ်ဘူးအိမ်ရှိတကားဘက်ကိုကျွန်တော်စောင့်ကြည့်နေတော့မှာပဲကားတစ်စီး channel ကိုဖြည်းဖြည်းချင်းမောင်းဝင်လာပြီးရင်းနှီးနေတဲ့ပုံရိပ်လေးကားပေါ်ကဆင်းလာတာကိုမြင်လိုက်ရတယ်ကျွန်တော်ဝမ်းသာအားရနဲ့ချက်ချင်းပြေးသွားပြီးမုံကြောင်ပြန်လာပြီလားမုံကြောင်ဘာမှမတုံ့ပြန်နိုင်ခင်မှာပဲကျွန်တော်သူမရဲ့ခါကိုဖတ်လိုက်တယ်ခိုးကြည့်လိုက်တော့သူမရဲ့ပါးပြင်လေးတွေหนีရဲနေတာကိုတွေ့ရတယ်လင်ချန်ကငါ့ကိုဥဆောင်ပြီးဖတ်လိုက်တာလားဒါကသူမကိုလွန်ခဲ့တဲ့ညတညကအဖြစ်ပြက်ကိုတတိယသွားစေတယ်အဲ့ဒီညကမုံကြောင်အခန်းထဲဝင်လာချိန်မှာကျွန်တော်ကအိမ်မက်ဆိုးတွေမက်နေခဲ့တာအိမ်မက်ထဲမှာတော့မိုးတိတ်ထန်စွာရွာသွန်းနေတဲ့ညတညဖြစ်ပြီးမုံကြောင်ကကျွန်တော်ရဲ့အုတ်ကူရှိမှငိုကြွေးနေခဲ့တယ်အိမ်မက်ထဲကကြောက်ရွံ့မှုတွေကြောင့်မုံကြောင်ကကတင်ပေးမှရက်ကြည့်နေတာကိုကျွန်တော်တတိမထားမိခဲ့ဘူးသူမရဲ့အကြည့်တွေကအေးဆက်နေပြီးလက်ချောင်းလေးတွေတုံ့ရင်နေခဲ့တယ်ပြီးတော့ခါးတီးတဲ့အပြုံးတစ်ခုကိုပြုံးလိုက်တယ်ကျွန်တော်လက်နိုးလာပြီးမျက်စိဖွင့်လိုက်တော့မုံချောင်းကိုချက်ချင်းတွေးလိုက်ရလို့ဘာမှမစင်စားပဲသူမကိုရင်ခွင်ထဲဆွဲဖက်ထားလိုက်မိတယ်ကဲတင်ရှင်ကိုဆွဲကင်ထားတယ်လို့မျိုးတင်းတင်းကြပ်ကြပ်ဖက်ထားမိတယ်မုံချောင်းရဲ့ကိုလုံးလေးခဏတာတောင်းတင်းသွားပြီးမှကျွန်တော်ကိုဂယုတဆိုင်နဲ့ပြန်ဖက်ပေးခဲ့တယ်အိမ်မက်ဆိုးမက်လို့လားအရန်ကြောက်စရာကောင်းတဲ့အိမ်မက်ဆိုးပဲမုံချောင်းငါ့ကိုထားမသွားပါနဲ့နော်လင်ချန်မကြောက်ပါနဲ့ငါမှရှိသမျှအားလုံးဆုံးရှုံးရပါစေဦးတော့မင်းကိုအမြဲတမ်းပေးကင်းအောင်ကာကွယ်ပေးသွားမှာပါမင်းကိုဘယ်တော့မှထားမသွားဘူးမုံချောင်းကကျွန်တော်ကြောပြင်ကိုအသားရပုတ်ပြီးနှစ်သိမ့်ပေးတယ်ပြီးတော့ဆောင်းကိုတိတိချာချာခြုံပေးခဲ့တယ်ကျွန်တော်လည်းတနာစရာကောင်းတဲ့ပုံစံနဲ့သူမကိုကြည့်ပြီးပြောလိုက်တယ်ငါတယောက်တည်းမအိပ်ရဲဘူးဒါဆိုမနှက်ဖြန်မင်းအတွက်စိတ်ပညာဆရာဝန်တယောက်ခေါ်ပေးမယ်လေသူမရဲ့စကားကြောင့်ကျွန်တော်ဆုံးသွားရတယ်ငါ့ကိုဖက်ပြီးအိပ်ဖို့ကအဲ့ဒီလောက်တောင်ခက်ခဲလို့လားတကယ်ပဲတစ်သားတုံးလေးတိုင်းပဲကျွန်တော်ရဲ့စိတ်ဆိုးနေတဲ့မျက်နှာကိုကြည့်ပြီးမုံချောင်းကသူမဘာမှပြောမိလဲမသိပဲစိုးရိမ်တကြီးမေးလာတယ်ဒါဆိုမင်းကိုပုံမြင်ပြောပြပြီးခဏလောက်အဖော်ပြုပေးရမလားသူမကစာအုပ်စင်ပေါ်ကစာအုပ်တအုပ်ကိုယူပြီးပုံမြင်ဖတ်ပြတယ်ပထမတော့ပုံမှန်သမိုင်းကြောင်းတွေမို့လို့အဆင်ပြေပေမဲ့နောက်ပိုင်းကျတော့ဇလန်းကပြောင်းလဲသွားတယ်ဟိုရှိတုန်းကရိုးသားဖြူစင်တဲ့ပညာရှိတယောက်ရှိတယ်သူကလောကကြီးရဲ့လှည့်စားမှုတွေကိုမသိနားမလဲပဲဇနီးတဲ့ရဲ့တားဆီးမှုကိုလည်းဂရုမစိုက်ခဲ့ဘူးနောက်ဆုံးတော့ပြင်ပကမြေခွေးမလေးရဲ့လှည့်စားမှုကိုခံရပြီးခြေထောက်နှစ်ဖက်လုံးဆုံးရှုံးသွားခဲ့ရတယ်ဒီပုံမြင်ကိုကြားပြီးကျွန်တော်တကယ်ပဲဆုံးသွားရတယ်ဒါကဘယ်ကပုံမြင်လဲမိုးချောင်းကရည်ရွယ်ချက်ရှိနဲ့ကျွန်တော်ရဲ့ထွက်ပြေးခြင်းနဲ့စိတ်ကူးကိုဖျက်ဆီးနေတာပဲသူမကကျွန်တော်ကိုထွက်မပြေးဖို့ထွက်ပြေးရင်ခြေထောက်ဖြတ်ခံရမယ်ဆိုပြီးသတိပေးနေတာတော်ပြီမနားထောင်တော့ဘူးငါအိတ်တော့မယ်ဒီလိုပုံမြင်မျိုးဆက်နားထောင်နေရင်စိတ်တန်ရာရသွားလိမ့်မယ်ကျွန်တော်ဆောင်ကိုခေါင်းမိချုံပြီးအိတ်လိုက်တော့တယ်နောက်ရက်မှာတော့ကျွန်တော်အခန်းထဲမှာပြင်းပြင်းရေးနဲ့ထိုင်နေတော့ရုတ်တရက်အကျွမ်းတဝင်ရှိတဲ့အတန်တစ်ခုထွက်ပေါ်လာတယ်အကိုနောက်ဆုံးတော့ကျွန်တော်အကိုကိုတွေ့ရပြီးကျွန်တော်မော့ကြည့်လိုက်တော့လူရွေပိုင်းကအိမ်ထဲကိုပြေးဝင်လာတာကိုတွေ့ရတယ်သူပြေးလာတာကိုကြည့်ပြီးကျွန်တော်အကြည့်တွေကချက်ချင်းအေးဆက်သွားတယ်နောက်ဆုံးတော့တွေ့ကြရပြီပေါ့လူရွေပိုင်းကကျွန်တော်လက်ကိုဆွဲကင်ပြီးသူ့ရဲ့ခံစားချက်တွေကိုစတင်ရင်ဖွင့်တယ်အရင်ကအကိုကိုထွက်ပြေးဖို့ကူညီပေးခဲ့လို့ကျွန်တော်ကိုမုံချောင်းရဲ့လူတွေကဖမ်းပြီးမြေအောက်လောင်အိမ်ထဲထည့်ထားတာမုံချောင်းကတကယ်ကိုမိစ္ဆာမှာပဲကျွန်တော်ကိုပိတ်လောင်ထားရုံတင်မကပဲစူချမ်းကိုလည်းနှိပ်စက်ခိုင်းသေးတယ်သူမကတကယ်ကိုတွေးပြီးရက်ဆက်တဲ့မိန်းမပဲလူရွေပိုင်းရဲ့တူပြောနေတဲ့တွေကိုနားထောင်ရင်းကျွန်တော်ကတော့သူ့ကိုဘေးဆောင်ကြည့်နေမိတယ်လူရွေပိုင်းကကျွန်တော်အကြည့်ကိုမုံချောင်းကိုမုံတီးနေတယ်လို့ထင်ပြီးပို့ပြီးတွေးထိုးပေးနေတယ်အကိုမသိသေးဘူးမလားစူချမ်းဆိုရင်အခုလူရုပ်တောင်မပေါက်တော့ဘူးမုံချောင်းကတကယ်ကိုရက်ဆက်လွန်နေအကိုစူချမ်းကိုကဲတင်ဖို့နီးလက်တစ်ခုခုရှာပေးပါဦးကျွန်တော်မျက်မှောင်ကျုပ်ပြီးတွေးလိုက်မိတယ်သူဘာလို့အခုထိမတည်သေးတာလဲလူရွေပိုင်းကကျွန်တော်စကားကြောင့်စုံသွားပြီးမေးတယ်အကိုဘာတွေပြောနေတာလဲအဲ့ဒါစူချမ်းလေးသူမမြေအောက်လောင်အိမ်ထဲပိတ်ခံထားရတာကိုအကိုကဒီအတိုင်းကြည့်နေမှာလားကျွန်တော်ကတော့သူ့ကိုစိုက်ကြည့်ရင်အေးဆေးဆေးပဲတွေးနေမိတယ်ဒီလောက်နဲ့တင်သူတို့ခံရတာမလုံလောက်သေးဘူးဒီအချိန်မှာအပြင်ဘက်မှာရှိနေတဲ့ကူနန်းနန်းကမုံချောင်းရဲ့လက်ကိုဆွဲပြီးပြောလိုက်တယ်မကြီးဟိုမှာကြည်လင်ချန်ရဲ့တကယ်မျက်နှာဖုံးကွာကြလာပြီးသူတို့ရှိနေတဲ့နေရာကနေအခန်းထဲကအခြေအနေအလုံးကိုမြင်နေရတာဖြစ်ပြီးသူမကလူရွေပိုင်းကိုလွတ်ပေးပြီးလင်ချန်ရဲ့တကယ်ရည်ရွယ်ချက်ကိုဖော်ထုတ်ဖို့လုပ်ခဲ့တာဖြစ်တယ်ကျွန်မပြောသားပဲလင်ချန်ကမမကြီးကိုလှည့်စားနေတာပါလို့သူကအဲ့ဒီမိမကိုကဲဖို့အတွက်ပဲဟန်ဆောင်နေခဲ့တာကုနန်းနန်းကသူမရဲ့အကြံအစီအောင်မြင်သွားပြီလို့ထင်ပြီးပျော်နေခဲ့တယ်မုံချောင်းကိုအမှန်တရားကိုမြင်စေချင်နေတာဖြစ်တယ်မုံချောင်းကတော့နှုတ်ဆက်နေပြီးသူမစီကထွက်ပေါ်လာတဲ့အငွေသက်တွေကပိုပြီးအေးဆက်လာခဲ့တယ်လင်ချန်မင်းကငါ့ကိုတကယ်ပဲလှည့်စားခဲ့တာလားမင်းရဲ့ခြေထောက်တွေကိုချိုးပစ်လိုက်ရင်တော့မင်းကနားမှာအမြဲတမ်းနေသွားမှာလားကျွန်တော်ကတော့ဘေးပတ်ဝန်းကျင်ကအန္တရာယ်တွေကိုသတိမထားမိသေးဘူးအရင်ဘဝကမုံချောင်းကကျွန်တော်ရဲ့ချင်းချောင်းမှုကြောင့်တာလူရွေပိုင်းတို့ကိုလှုပ်ပေးခဲ့တာဖြစ်ပေမဲ့ဒီတစ်ခေါက်မှာတော့ကျွန်တော်ဘာမှမတောင်းဆိုဘဲနဲ့ကိုသူမကလှုပ်ပေးခဲ့တာဖြစ်တယ်ဒါပေမဲ့လည်းကိစ္စမရှိပါဘူးသူတို့ကိုယ်တိုင်ငါစီကိုရောက်လာမှတော့ငါကလည်းလွယ်လွယ်နဲ့လှုပ်ပေးမှာမဟုတ်တော့ဘူးအားချန်မင်းကတကယ်ကိုငါရဲ့ညီကိုအရင်ခောက်ကြီးပါပဲလားလူရွေပိုင်းဟာအနစ်နာခံပေးတဲ့ပုံစံမျိုးဟန်ဆောင်ပြီးပြောလိုက်တယ်အကိုရဲ့နောက်ဘဝတာယာဖို့အတွက်ပဲငါဒီလောက်ခံစားရတာဘာဆန်းလို့လဲအကိုသာစုချမ်းနဲ့အတူဝေးကိုထွက်ပြေးနိုင်မယ်ဆိုရင်ငါဒီမှာပဲကြံခဲ့ပြီးမင်းအတွက်နာကျင်မှုအလုံးကိုရင်ဆိုင်ပေးဖို့အသင့်ပဲဒုတိယထပ်ကရှောက်လန်းပေါ်မှာတော့မုံချောင်းရဲ့အကြည့်တွေဟာပိုပြီးအေးဆက်လာခဲ့တယ်ဒီကောင်ကတခြားယောက်ျားတစ်ယောက်နဲ့ပေါင်းပြီးငါ့ကိုလှည့်စားဖို့ကြံစည်နေတာပေါ့လေသူမဟာမဲ့ပြုံးရင်းစိတ်ထဲကနေရေရွတ်နေမိတယ်ငါစောစီးနားလေခဲ့တင်တာဒီလိုလူစားမျိုးစီကတစ္ဆာတရားဆိုတာမျှော်လင့်လို့မရဘူးဆိုတာကိုပေါ့လူရွေပိုင်းဟာငါစကားတခုမှမပြောဘဲနေနေတာကိုမြင်တော့အမိတ်ပေးတန်နဲ့မေးလိုက်တယ်မမလေးပြန်လာရင်မင်းအစာငတ်ခံဆန္ဒပြပြီးငါ့ကိုဒီအိမ်မှာပေးနေဘူးဖိအားပေးရမယ်နော်ငါကတော့အေးဆက်ဆက်နဲ့ပြန်ပြောလိုက်တယ်အစာငတ်ခံဆန္ဒပြရမယ်ဟုတ်လားဒီလိုလက်ကွက်မျိုးကတိတ်အစင်တန်းနှိမ်လုံးပါတယ်လူရွေပိုင်းအဲ့ဒီအစာမင်းကိုငါအခုချက်ချင်းတက်လိုက်ရင်ပိုကောင်းမလားမင်းရဲ့အလောင်းကတော့ဒီအိမ်မှာထာဝရကြံရစ်နေမှာပေါ့လူရွေပိုင်းတတိမဝင်ခင်ပါတင်ငါကသူ့လေပင်ကိုအမိအရာညှစ်လိုက်ပြီးသူ့တကူလုံးကိုမြေပြင်ကနေအပေါ်ကိုဆွဲတင်လိုက်တဲ့သူကတော့ခြေပြစ်လက်ပြစ်နဲ့အတင်းယုံကန်နေရှာတယ်ဒါပေမဲ့သူ့ရဲ့အင်အားလေးကငါမျက်စိထဲမှာတော့ပရွက်စိတ်တကောင်လိုတနာစရာကောင်းလာပါတယ်ဘေးကအိမ်စီတွေလည်းဒီမြင်ကွင်းကြောင့်ကြောက်လန့်တကြားဖြစ်ကုန်ကြပေမဲ့ဘယ်သူမှဝင်မတားရဲကြဘူးကုညံညံကတော့ရှောက်လန်းပေါ်မှာခေါင်းကုံရင်စိုးရိမ်တကြီးဖြစ်နေတယ်ဒီယောက်ျားနှစ်ယောက်က
ဘာလို့ရုတ်တရက်ကြီးရန်ဖြစ်နေကြတာလဲအတူတူထွက်ပြေးဖို့တိုင်ပင်နေကြတာမဟုတ်ဘူးလားငါမျက်ဝန်းထဲကလူတက်ချင်စိတ်ပြင်းပြနေတဲ့အရေးအယောင်တွေကိုမြင်ပြီးသူမကြောက်လန့်သွားပေမဲ့တစ်ဖက်ကမုံကြောင်ကြောင်ကတော့နှက်ခမ်းစုံကိုကွေးညွတ်ပြီးသဘောကျတယ်လို့ပြုံးနေခဲ့တယ်လူရွေပိုင်အသက်ရှူချက်ပြီးတေလူနီးပါးဖြစ်ကမှငါကလက်ကိုလွှတ်ပေးလိုက်တယ်သူလဲကျမ်းပြင်ပေါ်ခွေချသွားပြီးတဟုတ်ဟုတ်နဲ့ချောင်းဆိုးနေတော့တယ်ဒါပေမဲ့ဒါနဲ့တင်မပြီးသေးပါဘူးစပွဲပေါ်ကပန်းညက်ကက်ကြီးကိုငါကောက်ကင်လိုက်တယ်မမလေးကတခြားယောက်ျားတွေကိုပတ်သက်နေတာမျိုးအမုန်းဆုံးပဲအဲ့ဒီအစားငါကိုယ်တိုင်ပဲမင်းကိုကူညီပေးလိုက်ပါမယ်ပြောပြောဆိုဆိုကက်ကြီးနဲ့ထိုးဆိုင်လိုက်ရလူရွေပိုင်ရဲ့ခြေထောက်ကနေဆူဆူရှာရှာနာကျင်မှုကိုခံစားလိုက်ရပြီးသူမယုံနိုင်အောင်ကြောက်လန့်တကြားအော်ဟစ်ပြီးနောက်ကိုဆုတ်သွားတော့တယ်မလုပ်ပါနဲ့ငါနားမလာပါနဲ့ငါကကက်ကြီးကိုကင်ပြီးတဖြည်းဖြည်းတိုးသွားရင်းမေးလိုက်တယ်မင်းကမမလေးနားမှာနေချင်တာမဟုတ်ဘူးလားအခုဘာလို့ထွက်ပြေးဖို့ကြိုးစားနေတာလဲပြီးခဲ့တဲ့ဘဝတုန်းကလူရွေပိုင်ဟာငါကိုဒုက္ခပေးဖို့မိရှုခဲ့လို့မုံကြောင်ကငါ့ကိုကဲတင်ရင်သူမရဲ့ခြေထောက်တွေတုံးမရတော့ပဲဝီးချဲပေါ်ရောက်ခဲ့ရတာသူမရဲ့ပျက်စီးသွားတဲ့ခြေထောက်တွေကိုတွေးမိတိုင်းငါနှလုံးသားဟာကက်ကြီးနဲ့အထိုးခံရတယ်လို့နာကျင်ရတယ်ဒါကြောင့်ဒီဘဝမှာတော့လူရွေပိုင်ကိုငါကိုယ်တိုင်တက်ဖြစ်ပြီးငါရဲ့ကြောင်းကြောင်းအတွက်ကလဲစားချပေးရမယ်အိမ်ထဲကအစီခံတွေလည်းကြောက်လန့်တကြားနဲ့လူရွေပိုင်တွေးအိုင်တဲ့လဲနေတာကိုကြည့်နေုံကလွဲလို့ဘာမှမတတ်နိုင်ကြဘူးတအိမ်လုံးတိတ်ဆိတ်ချောက်ချားနေတော့မုံကြောင်ဟာအပြင်ကနေအေးအေးဆေးဆေးရှောက်ဝင်လာခဲ့တယ်အားချမ်းလိမ္မာတဲ့တော့ကက်ကြီးကိုအရင်ချလိုက်ပါဦးကိုထိခိုက်မိအောင်မယ်ငါသူမကိုလှည့်ကြည့်လိုက်တဲ့အခါမျက်ဝန်းတွေထဲမှာနာကျင်ရိပ်တွေဖြစ်ပြေးသွားတယ်လူရွေပိုင်ကတော့တနာစရာကောင်းတဲ့ပုံစံချက်ချင်းဖမ်းလိုက်ပြီးအကိုပြီးခဲ့တဲ့အခောက်ကငါမင်းကိုအောင်မြင်ထွက်ပြေးနိုင်အောင်မကူညီပေးနိုင်ခဲ့လို့နဲ့ဒီလောက်တောင်ဒေါသထွက်เสียရလို့လားသူမုံကြောင်ကိုလှည့်ကြည့်ပြီးမမလေးငါအကိုကကြမ်းကိုလွန်းလို့စိတ်လွတ်သွားတာပါသူ့ကိုအပြစ်မတင်ပါနဲ့ငါမျက်ဝန်းတွေကတော့သူ့ကိုအေးဆက်ဆက်ကြည့်နေမိတယ်သူဟာသွေးတွေအဆက်မပြတ်ထွက်နေရင်တော့ဒီအိမ်မှာဆက်နေနိုင်ဖို့အတင်းကြိုးစားနေတော့မယ်ဒါမှလည်းမုံကြောင်ကိုဖျားယောင်းဖို့အခွင့်အရေးရအောင်မယ်မဟုတ်လားသူတန်ရာကိုဖိထားရင်မမလေးငါတကယ်နာနေပြီးသူ့ရဲ့ယုံစရာကောင်းတဲ့တရုပ်ဆောင်မှုကိုမြင်တော့ငါပြုတ်အမတက်ဖြစ်သွားရတယ်မင်းပါဆက်ပိတ်ထားစမ်းအရှက်မရှိငါမမလေးကိုဖျားယောင်းမှုကြံနေသေးတယ်မုံကြောင်ဟာငါစကားကိုကြားပြီးနောက်တကိုယ်လုံးတုံရင်သွားခဲ့တယ်ငါရဲ့မမလေးတဲ့လားသူမရဲ့အရေးလဲနေတဲ့မျက်ဝန်းတွေထဲမှာမယုံနိုင်စရာပုံရိပ်တွေပြည့်နေသွားတယ်သူကနောက်ဆုံးတော့ငါဟာသူ့ပိုင်ပါလို့လူသိရှင်ကြားဝန်ခံလိုက်ပြီပေါ့ငါလည်းမုံကြောင်ကိုလှည့်ကြည့်မိတဲ့အခါမှာရုတ်တရက်စိုးရိမ်စိတ်ဝင်လာမိတယ်ငါအခုလိုကြမ်းတမ်းလှုပ်လိုက်တာကိုမြင်ပြီးသူမငါ့ကိုကြောက်သွားမလားငါရဲ့ပုံရိပ်တွေပျက်စီးသွားပြီလားငါတုံရင်နဲ့သူမဘက်လှည့်ပြီးစိုးရိမ်တကြီးမိလိုက်တယ်မမလေးငါတမင်လောက်တာမဟုတ်ပါဘူးမုံကြောင်ရဲ့မျက်ဝန်းတွေထဲမှာတော့နူးညံ့သိမ်မွေ့တဲ့အရေးအယောင်တွေပြည့်ရှံနေသေးပါပဲဒါဆိုအားချန်ခုနာကဘာလို့အဲ့ဒီလောက်တောင်ဒေါသထွက်သွားရတာလဲပြောပြပါဦးသူကဒီအိမ်ကိုအတင်းပြောင်းလာချင်နေတာပြီးတော့မမလေးငါ့ကိုမုံအောင်တမင်ကြံစီနေတာငါဘဝမှာမမလေးကိုသူများလူယူသွားတာကိုအမုန်းဆုံးပဲမမလေးကငါအပိုင်ပဲငါဟာအချစ်ဆုံးအယုတ်ကိုကာကွယ်ခြင်းနဲ့ကလေးတစ်ယောက်လိုသူမကိုတင်းကြပ်ဖတ်ထားလိုက်မိတယ်မုံကြောင်လဲနွေးထွေးနဲ့ခေါင်းရင်းပြပြီးပြန်ဖတ်ထားပေးလိုက်တယ်ဟုတ်တယ်ငါကတဘဝလုံးမင်းတစ်ယောက်တည်းရဲ့အပိုင်ပါပဲငါလဲသူမရဲ့တုတ်ပြန်မှုကြောင့်အံ့အားသင့်ပြီးကြောင်အံ့ဖြစ်သွားရတယ်မုံကြောင်ဟာငါရဲ့လက်ကွက်ထဲမှာလုံးလျားကြာရှုံးသွားခဲ့ပြီးပဲမုံကြောင်ကမြေပြင်ပေါ်ကတနာစရာလူနာကိုလှည့်မကြည့်ပဲငါလက်ကိုဆွဲပြီးဒုတိယထပ်ကိုတက်ခဲ့တယ်မမလေးမြေပြင်ပေါ်ကလူကိုဘယ်လိုလုပ်ရမလဲကုနန်နန်ကလူရွေပိုင်ရဲ့ဒဏ်ရာကိုကြည့်ပြီးမကယ်ရင်သူတကယ်သေသွားလိမ့်မယ်သူမရဲ့စိုးရိမ်နေတဲ့ပုံစံကငါလက်မှာလူတက်မှုဆုံးထင်ပြီးမုံကြောင်ဒုက္ခရောက်မှာကိုစိုးရိမ်နေတာသိတာပါတယ်သူ့ကိုအပြင်ကိုလွတ်ပစ်လိုက်မုံကြောင်ကအေးဆက်အမိန်ပေးပြီးနောက်ပြန်မလဲပဲဆက်လျှောက်သွားတယ်ကုနန်နန်ကတော့တပြင်းချရင်းကြံရစ်ခဲ့တယ်မုံကြောင်ကခြေလမ်းတွေကိုရက်လိုက်ပြီးကုနန်နန်ကိုလှည့်ကြည့်ကမင်းကအလောက်တောင်တနာကယူနာတက်နေရင်ရင်ခွဲရုံမှာတလားလောက်သွားနေလိုက်ပါလားကုညံမြန်ဟာကြောက်လန့်တကြားနဲ့ခြေမကင်မိလက်မကင်မိဖြစ်သွားပြီးမမလေးငါတောင်းပန်ပါတယ်ငါရင်ခွဲရုံကိုမသွားချင်ပါဘူးမမလေးပါလို့ငါ့အပေါ်ဒီလောက်ရက်ဆက်ရတာလဲမုံကြောင်ကတီတီငိမ့်ငိမ့်နဲ့ပဲပြန်ပြောလိုက်တယ်ဘာလို့လဲဆိုတော့မင်းကစကားတွေတိတ်များပြီးငါရဲ့အားချန်ကိုစိတ်နှောက်ယှက်ဖြစ်စေလို့ပဲကုညံမြန်လည်းဘာစကားမှဆက်မပြောရဲတော့ပဲကြောက်လန့်နဲ့ငိမ့်သက်သွားတော့တယ်မုံကြောင်ကငါလက်ပေါ်ကသွေးတွေကိုညှင်းသားစွာတုပ်ပေးနေတယ်သူမရဲ့ဂယုစိုက်ပုံကတမိုးရှိတဲ့ယတနာတစ်ခုကိုထိမ့်သိမ့်နေတယ်လို့ပါပဲငါသူမကိုစိုက်ကြည့်ရင်မေးလိုက်မိတယ်မမလေးငါဘာပြောမမလေးယုံမလားယုံနာဖို့သူမကငါ့ကိုနုညံ့စွာစိုက်ကြည့်ရင်တုံ့ပြန်လိုက်တယ်မင်းပြောသမျှအရာအလုံးကိုငါယုံကြည်ပါတယ်သူမရဲ့ခိုင်မာတဲ့စကားတန်ကြောင့်ငါနှလုံးသားထဲမှာနှွေးထွေးမှုတွေရှမ်းတက်သွားရတယ်သူမငါ့ကိုယုံကြည်တာဟာငါရဲ့လှည့်ကွက်တွေကောင်းလို့မဟုတ်ပဲငါ့ကိုချစ်လွန်းလို့ဆိုတာသိတာစေပါတယ်မုံကြောင်ကဆက်ပြီးနုညံ့စွာပြောလိုက်တယ်အားချန်ဒီနေ့ကစပြီးမင်းဒီအိမ်တော်တဲကိုလွတ်လွတ်လပ်လပ်ဝင်ထွက်သွားလာနိုင်ပါပြီငါတကယ်ပဲဝမ်းသာအားရဖြစ်သွားမိတယ်မမလေးတကယ်ပဲငါ့ကိုအပြင်ထွက်ခွင့်ပေးတာလားဒါပေမဲ့ငါမှာအခြေအနေတစ်ခုတော့ရှိတယ်သူမရဲ့မျက်ဝန်းတွေထဲမှာစိုးရိမ်စိတ်တွေဖြစ်ပြေးသွားတာကငါထွက်သွားပြီးရင်ပြန်မလာတော့မှကိုစိုးရိမ်နေတဲ့ပုံပါပဲမင်းပြောလေငါကိုလွတ်လပ်ခွင့်ပေးမယ်ဆိုရင်ဘလို့အခြေအနေမျိုးပဲဖြစ်ငါဘောတူတယ်မုံကြောင်ရဲ့လေတံကရုတ်တရက်အေးဆက်သွားပြီးငါရှာလို့မရတဲ့နေရာမျိုးကိုထွက်ပြေးဖို့မစင်စားနဲ့အဲ့ဒီတော့သူမနဲ့တွားတွေ့ဖို့ဆိုရင်ပိုတောင်မတွေးနဲ့ကျွန်တော်လဲခွေးလိမ္မာလေးတစ်ကောင်လိုခေါင်းကိုတရက်ဆက်ညှိပြလိုက်ရင်ဂတိပေးပါတယ်နောက်ဆိုမင်းပြောသမျှအကုန်နားထောင်ပါပေါ့သူမကကျွန်တော်ခါကိုတင်းကြပ်ဖတ်ထားရင်ငိုရှာတဲ့အားချန်တာဟာငါရဲ့နောက်ဆုံးတီးခံနိုင်စွမ်းပဲတောင်းပန်ပါတယ်ငါအနာကနေထွက်ပြေးဖို့ထပ်မကြိုးစားပါနဲ့တော့နော်ဟုတ်ပြီလားသူမရဲ့ထိခိုက်လွယ်တဲ့ပုံစံလေးကြောင့်ကျွန်တော်ရင်ထဲမကောင်းဖြစ်မိပြီးသူမရဲ့ခေါင်းလေးကိုအตาရပုတ်တက်ပေးလိုက်မိတယ်စိတ်ချပါတစ်လုံးကြောင်းနားမှာပဲနေသွားမှာပါမုံကြောင်ကကျွန်တော်ပခုံးပေါ်ခေါင်းမိပြီးစိတ်တက်တာရရှာနေတော့အားချန်နောက်ဆိုပို့ပြီးလိမ္မာရမယ်နော်မင်းကိုဒီကဘာပေါ်မှာအကောင်းဆုံးအရာတွေအားလုံးငါပေးမှာမလို့မင်းကအနားမှာပဲအမြဲရှိနေပေးရင်ရပါပြီသူမကတောင်းပန်တိုးရှိုးတယ်လို့ပြောနေပေမဲ့ဒါဟာသူမရဲ့ပထမဆုံးအကြိမ်
တောင်းပန်ခြင်းတော့မဟုတ်ပါဘူးမူလကတော့အဲ့ဒီမိမရုပ်ကိုဘယ်လိုနှိပ်စက်ရမလဲပဲစဉ်းစားနေခဲ့တာဒါပေမဲ့မုံကျောင်းကအဲ့ဒီမိမနဲ့မတွေ့ဖို့တောင်းဆိုနေတာကြောင့်လောလောဆယ်တော့အလျှော့ပေးလိုက်ရုံပေါ့အဲ့ဒီမိမရုပ်ကိုအစောပိုင်းမရှင်းလင်းနိုင်သေးပေမဲ့ကျွန်တော်ရဲ့အသုံးမကျတဲ့ညီကိုကိုတော့လွယ်လွယ်နဲ့အလုပ်ပေးမှာမဟုတ်ဘူးအဲ့ဒီအချိန်မှာပဲလူအိမ်တော်ကအဖေရင်းဆိုသူကဖုံးဆက်လာတယ်လင်းချန်မင်းအခုချက်ချင်းဆေးရုံကိုလာခဲ့စမ်းဆေးရုံကိုလာတာဆိုရင်တယောက်ကကျွန်တော်စီမှာအတက်လာတောင်းနေတာလားလူချန်ကဖုန်းအနောက်ကနေအော်ဟစ်ပောက်ကွဲနေပြီးမင်းအဖေကိုစကားပြောတဲ့လေတံကဒါပဲလားငါကမင်းအဖေရင်းကွာမင်းညီလေးကိုဘလို့အခြေအနေဖြစ်အောင်လှုပ်ထားလဲကြည်ဦးမင်းအခုချက်ချင်းဆေးရုံလာပြီးဒူးထောက်တောင်းပန်ဆန်းကျွန်တော်လည်းမဲပြုံးတစ်ချက်ပြုံးလိုက်မိတယ်သူကကျွန်တော်ကိုအရင်ကလိုအနိုင်ကျင့်လို့ရတဲ့အယိုးပြောလေးထင်နေတော့မဲလားဒါပေမဲ့သူတို့ကိုယ်တိုင်ကလာပတ်သက်နေမှာတော့ဒါဟာအဲ့ဒီကောင်ကိုကိုယ်တိုင်လက်ဆက်တက်ဖို့အခွင့်ကောင်းမဲ့လေလူကြီးပိုင်းကဒီလောက်တောင်ဒဏ်ရာပြင်းထန်နေမှာတော့အကိုကြီးတယောက်အနေနဲ့လက်ဆောင်ကြီးကြီးမမတစ်ခုသွားပေးရမှာပေါ့သူအသက်မထွက်သေးသေးတော့ငါကိုယ်တိုင်သူ့ကိုငရဲပို့ပေးဖို့စိတ်မရှိပါဘူးဖုန်းချပြီးနောက်မုံချောင်းကိုကြည့်ပြီးဆေးရုံကိုတစ်ခေါက်သွားမယ်အကြောင်းပြောလိုက်တော့သူမကစိုးရိမ်တကြီးနဲ့ကျွန်တော်ကိုလာစစ်ဆေးရင်နေကောင်းရက်သားနဲ့အဲ့ဒီနေရာကိုဘာသွားလို့မလို့လဲတနေရာကနေမကောင်းလို့လားဒါမှမဟုတ်ဒဏ်ရာရလို့လားကျွန်တော်လည်းခေါင်းခါပြပြီးဘာမှမဖြစ်ကြောင်းပြောလိုက်တယ်လူအိမ်တော်ဘက်ကကိစ္စအချိုးချောင်းသွားရမှာမလို့ပါသူမရဲ့မျက်နှာကလည်းချက်ချင်းအုံမိုင်းသွားတယ်ပြီးခဲ့တဲ့နှစ်တွေမှာလူအိမ်တော်ကကျွန်တော်ကိုလူလိုတောင်သဘောမထားခဲ့တာကိုသူမကောင်းကောင်းသိတာကိုမုံချောင်းကအေးဆက်ဆက်နဲ့တတိပေးရှာတယ်အဲ့ဒီလိုလူမိုက်တွေအတွက်နဲ့မင်းရဲ့အချိန်တွေကိုအလားတအကုန်မခံပါနဲ့ကျွန်တော်လည်းသူမရဲ့ပပပြင်လေးကိုဆွဲလိုက်ပြီးတီချောင်းပြောလိုက်တဲ့နောက်ဆိုအဲ့ဒီလူတွေရဲ့အတုံးချတာကိုလုံးဝခံမှာမဟုတ်တော့ဘူးဒီတစ်ခေါက်ဆေးရုံကိုတွားဖို့သဘောတူတာကတော့အဲ့ဒီလူတွေရဲ့ကန်ဆိုးမှုမောင်ကြမဲ့ပုံစံကိုကိုယ်တိုင်တွားကြည့်ခြင်းလို့ပဲမုံကြောင်လည်းကျွန်တော်ရဲ့ပြတ်သားတဲ့သဘောထားကိုမြင်တော့မတားတော့ပဲစိတ်မချလို့အတူတူလိုက်ခဲ့မယ်လို့ဆိုတဲ့သူမစိတ်ထဲမှာတော့ကျွန်တော်အမြဲအနိုင်ကျင့်ခံရမှာကိုပဲစိုးရိမ်နေတာသူမအမြင်မှာလူအိမ်တော်ကလူတွေဟာလူသားကိုအယိုးမကြံဝါစားမဲ့တော်ရန်တိရစ္ဆာန်တွေလိုပဲမလို့ကျွန်တော်ကြားတွင်နဲ့တက်ဆင်းမိမှာစိုးရိမ်နေတာပေါ့ဒါပေမဲ့မကြခင်မှာပဲလက်တွေ့လောက်ရက်တွေနဲ့ကြောင်းကိုတက်တည်ပြရမှာပေါ့ဒီစိုးရိမ်မှုတွေကပိုပြီးဆိုတာအခုချိန်မှာတော့ကျွန်တော်ကအရင်လိုအနိုင်ကျင့်ရလွယ်တဲ့သူမဟုတ်တော့ဘူးလေဇိမ်ခံကားမဲကြီးကခန်းသားထဲဝါတဲ့ပန်းဆိုင်လေးတစ်ခုအနားရောက်တော့ကျွန်တော်လည်းရင်မောင်းကိုကားရက်ခိုင်းပြီးကားပေါ်ကနေတယောက်တည်းဆင်းလာခဲ့တယ်ပန်းဆိုင်ရှင်မလေးကဧည့်သည်လာတာကိုမြင်တော့ပြတလဲနဲ့ကြိုဆိုရင်ကိုလူချောဘသူကိုပေးဖို့လဲရှင်ကျမကူညီပြီးရွေးချယ်ပေးရမလားကျွန်တော်လည်းအေးဆေးပဲပြန်ဖြေလိုက်တယ်ဘသူကိုမှပေးဖို့မဟုတ်ပါဘူးဆေးရုံကမကြခင်တေးတော့မဲ့လူမမတယောက်ကိုတွားကြည့်မလို့ပါလားဆိုရင်နှင်းပန်းတွေပဲယူသွားပါလားဆေးရုံကလူမမကိုတွားတွေးဖို့ဆိုရင်ဒီလိုပန်းမျိုးကအတင်းတော်ဆုံးပဲဆိုင်ရှင်မလေးကဘေးနားကဖြူစင်တဲ့နှင်းပန်းတွေကိုညှို့နေပေမဲ့ကျွန်တော်ကတော့အဲ့ဒီပန်းတွေကိုတစ်ချက်တောင်လက်မကြည့်ပဲဆိုင်ထဲမှာတေချာလိုက်ရှာနေမိတယ်နောက်ဆုံးတော့လူမသိသူမသိအမှောင်ထောင်လေးတစ်ခုမှာကျွန်တော်အလိုချင်ဆုံးပန်းကိုတွေ့သွားခဲ့ပြီကျွန်တော်လည်းပွင့်အားနေတဲ့ကရမပန်းဖြူစီကိုကောက်ကင်ပြီးမုံချောင်းရှိမှလှုပ်ပြလိုက်ရင်ကြောင်းကြည့်ဦးငါလူယူပိုင်အတွက်ရွေးထားတဲ့ပန်းဘလို့လဲဆိုင်ရှင်မလေးကတော့ကြောင်းသွားပြီးထိတ်လန့်တကြားနဲ့တတိပေးရှာတယ်လူကြီးမင်းဒီပန်းကတေသူတွေကိုပဲပေးလိရှိတာပါလူရှင်ကိုပေးဖို့ဆိုရင်တကယ်ကိုနိမိတ်မကောင်းပါဘူးရှင်ကျွန်တော်လည်းခက်ပြုံးနဲ့ငါလိုချင်တာလဲအဲ့ဒီလိုနိမိတ်မကောင်းတာပဲလေအဲ့ဒီလိုပန်းမျိုးမှအဲ့ဒီလိုလူရုပ်မှနဲ့လိုက်ဖက်တာဆိုင်ရှင်မလေးလဲကျွန်တော်ရဲ့လုပ်ရကြောင်းတကယ်ကိုအံ့ဩမြင်တက်သွားရတယ်ဆိုင်ရှင်မလေးကပန်းစီကိုထုတ်ပိုးပေးနေရင်ကားဘေးမှာရက်နေတဲ့ကုန်တွေရှိအမျိုးသမီးလေးကိုတစ်ချက်လမ်းကြည့်ပြီးစဉ်းစားမိတယ်ဒီလူကကြည့်ရတာခံရပေမဲ့စိတ်ထဲဘာတွေတွေးနေလဲမသိဘူးဒါပေမဲ့ကားထဲကကောင်မလေးကတော့ကြည့်ရတာရိုးရိုးရှင်းရှင်းလေးနဲ့ဘာကြံစီမရှိမဲ့ပုံမပေါ်ဘူးအဲ့ဒါကြောင့်ဆိုင်ရှင်မလေးကမုံချောင်းသားကိုတိုးသွားပြီးညီမလေးတို့ဆိုင်မှာတခြားလှပတဲ့ပန်းတွေလည်းအများကြီးရှိသေးတယ်နော်ယောက်ျားလေးတွေကပန်းလက်ဆောင်ရခဲ့တယ်လေညီမလေးကသာသူ့ကိုပန်းလက်ဆောင်ပေးရင်သူတကယ်ကိုပျော်သွားမှတေချာတယ်ဆိုင်ရှင်မလေးကကျွန်တော်ကြောပြင်ကိုကြည့်ပြီးမုံချောင်းကိုအတိတ်ပဲပါပြုံးပြလိုက်တော့မုံချောင်းကရုတ်တရက်အလေးနဲ့ပြန်လှည့်ကြည့်ပြီးဒါဆိုရင်အပြင်လူတွေအမြင်မှာချစ်သူတွေကြားတဲ့ပန်းတွေအပြန်လန်ပေးရတာလားဆိုင်ရှင်မလေးကလည်းရေမောပြီးပြန်ဖြေတယ်ဒါပေါ့အခုခေတ်သမီးစားတွေပန်းမပေးတာရှိလို့လားပန်းမပေးရင်အချစ်ကရိုမန်တဆန်ပါမလားမုံချောင်းကတော့ဆိုင်ရှင်မလေးရဲ့စကားကိုတိတ်ဆိတ်မဝင်စားပဲကျွန်တော်ပန်းစီကိုကင်ပြီးလာတာကိုမြင်တော့ရုတ်တရက်ကားပေါ်ကဆင်းပြီးဖက်လိုက်ရင်အားချမ်းမင်းအခုထိငါ့ကိုပန်းတစ်ခါမှမပေးဘူးသေးဘူးနော်ဘေးကဆိုင်ရှင်မလေးကတော့ဒါကိုမြင်ပြီးအံ့အားတင်သွားရတယ်ကျွန်တော်လည်းသူမရဲ့ရုတ်တရက်ချွဲနှဲမှုကြောင့်ဘာလို့ရမှန်းမသိပဲဒီလိုကြောက်ကြက်ဆန်တဲ့မိန်းမမျိုးကိုကြည့်ပြီးမင်းတကယ်ကြီးပန်းလိုချင်လို့လားနောက်ဆုံးတော့ပန်းဆိုင်ကနေထွက်လာတဲ့အခါသူမကနှင်းစီနီပန်းစီကြီးကိုပွေ့ပိုက်ပြီးအပျော်ကြီးပျော်နေရှာတယ်ဂယူးတဆိုင်နဲ့နှင်းစီနီပန်းစီကိုကားနောက်ခန်းမှာတင်ထားလိုက်ရင်သူမရဲ့တမိုးထားမြတ်နိုးနေတဲ့ပုံစံလေးကိုကြည့်ပြီးကျွန်တော်မှရဲချင်းစိတ်ကိုအောင့်ထားရတယ်ဒီပန်းတွေကိုဖျားစင်ပေါ်တင်ထားဖို့ပဲလိုတော့တာပေါ့ကျွန်တော်လည်းခေါင်းကိုခါလိုက်ရင်ရေမောကဆန်းနောက်လိုက်မိတယ်။ကြောင်းရတာကပန်တစီတင်မှာမင်းကလည်းဘာလို့ဒီလောက်တောင်ပျော်နေရတာလဲ။မုံကြောင်းကတော့အနှဲငယ်ရှက်ကိုရှက်ကန်းနဲ့ချောင်းတစ်ချက်ဟန်ပြီးအပြုံးတွေကိုဖုံးကွယ်ဖို့စူးစမ်းနေပေမဲ့ကျွန်တော်ကတော့သူမကိုတန်းပြီးဆလိုက်တယ်။ကြောင်းမင်းရဲ့နာရွက်ဖျားလေးတွေတောင်ညီရဲနေပြီးသူမရဲ့ဖြူစင်ရိုးသားတဲ့ပုံစံလေးကတကယ်ကိုချစ်စရာကောင်းလုံးပါတယ်။မုံကြောင်းလည်းရှက်လွန်းလို့စကားပြတ်မပြောနိုင်တော့ပဲကျွန်တော်ကတော့ဘေးကနေထိုင်ကြည့်ရင်သူမရဲ့လှပတဲ့ဘေးတစ်စောင်းမျက်နှာလေးကိုငေးကြည့်နေမိတယ်။ဒီနေ့ဟာသူမကိုစနောက်ဖို့အခွင့်ကောင်းမဲမလို့ကျွန်တော်ရဲ့လက်ကလေးကမငြိမ်မသက်နဲ့လှုပ်ရှားလာပြီးသူမရဲ့ပေါင်ပေါ်ကိုအသားရတင်လိုက်မိတော့တယ်။သူမကတမင်တကာကိုဖြည်းဖြည်းချင်းပုတ်တက်နေပြီးစကီယာရင်ကိုကင်ထားတဲ့မုံကြောင်းရဲ့လက်တွေကပုံမြဲလာတယ်ကျွန်တော်လည်းစိတ်ထဲကနေသဘောကျမိသွားတယ်ဒီခံစားချက်ကတော့တကယ်ကိုမိုက်တယ်အရင်ကကင်ဖူးသမျှတွေထက်အများကြီးပိုကောင်းတယ်မုံကြောင်းကသူ့မပေါင်ပေါ်မှာကဲနေတဲ့ကျွန်တော်လက်ကိုလှမ်းဖမ်းလိုက်တယ်သူမရဲ့လေတံကချက်ချင်းပဲအေးဆက်ပြီးတဝင်းတို့တလို့ဖြစ်သွားတယ်ဘယ်မိမရဲ့အထီးတွေးမလို့ရှင်ဒီလောက်တောင်မမေ့နိုင်ဖြစ်နေရတာလဲကျွန်တော်လည်းကြောင်အန်းနဲ့လို့ပဲညင်းမိတယ်ကြောင်းရှောက်မတွေးပါနဲ့ကျွန်တော်ပြောတာကမင်းရဲ့စကတာအထီးတွေကတကယ်ကိုအီးဆက်ညံ့ညောနေတာကိုပြောတာပါမုံကြောင်းကကျွန်တော်လက်ကိုကင်ထားရကနေတိတိတတ်တာတောင်းခဲသွားတယ်ဒါဆိုလဲပြီးတာပါပဲကျွန်တော်ကတမင်တိကျင်အောင်ဆောင်ပြီးပြန်မေးလိုက်တယ်အဝိစားမဟုတ်ရင်တခြားဘာဖြစ်နိုင်အောင်မလဲကြောင်းခုနကမင်းပါကိုထင်နေလို့လဲမုံကြောင်းကတပြင်းတစ်ချက်ချလိုက်ပြီးငါလည်းနစ်စကတ်အကြောင်းပြောတယ်လို့ပဲထင်တာပါကျွန်တော်ကဟန်ဆောင်ပြီးခေါင်းညှိပြလိုက်ရင်လက်ကိုသူ့မပေါင်ပေါ်ပြန်တင်လိုက်တယ်
စကားပြောနေရင်းနဲ့ပဲဆေးရုံကိုရောက်လာခဲ့ကြတယ်ဒီအချိန်မှာတော့လူယူပိုင်ကကရင်ပေါ်မှာတနာစရာကောင်းအောင်လဲလျောင်းနေပြီးခြေထောက်နှစ်ဖက်စလုံးကိုပတ်တီးတွေအထက်ထက်စီးထားရတယ်ရှန်ဝမ်နဲ့လူချန်တို့ကလည်းဘေးကနေဂီယူတစ်ဆိုင်မြင်းမြန်းနေကြတယ်လူယူပိုင်ကကျွန်တော်ကိုမြင်တာနဲ့ငိုယိုပြီးတိုင်တော်တော့တာပဲအမေအဲ့ဒါအောက်တန်းစားလင်းချန်လောက်တာသူကတက်တက်မဲ့ကျွန်တော်ကိုလှုပ်ကြံတာသူကအော်ဟေးရင်စပွဲပေါ်ကရေခွက်ကိုကျမ်းပြင်ပေါ်ရိုက်ခွဲပစ်လိုက်တယ်အမေမသိဘူးသူကျွန်တော်ကိုကြည့်တဲ့အကြည့်တွေကတကယ်ကိုရက်ဆက်လွန်းနေရှန်ဝမ်ကစိတ်မကောင်းစွာနဲ့ပဲဖြောင်းဖြရှာတယ်တားလေးစိတ်မဆိုးပါနဲ့ဦးဒီလိုလူမျိုးကိုစိတ်တူမခံပါနဲ့အဲ့ဒီလင်းချန်ရောက်လာရင်ဒူးထောက်တောင်းပန်ခိုင်းရမယ်ရှန်ဝမ်ကဘန်ကက်တစ်ခုကိုတားဖြစ်သူလက်ထဲထည့်ပေးလိုက်တယ်ဒါကအမေမင်းဖေစီကတောင်းထားတဲ့30ပါစိတ်ကြိုက်သုံးတော့30ဆိုတဲ့စကားကြမှာလူယူပိုင်ရဲ့မျက်နှာကနည်းနည်းပြေလဲသွားတယ်ဒါပေမဲ့မျက်ဝန်းထဲကမနာလိုမှုတွေကတော့မပြောက်သေးဘူးသူကရှန်ဝမ်ကိုမနာလိုတိုရှည်နဲ့လှမ်းတိုင်တယ်အမေဘာဖြစ်လို့လင်းချန်ကြမှာကန်ကောင်းရတာလဲတခင်မလေးကသူ့ကိုသဘောကျပြီးတောင်ပေါ်ဗီလာမှာတောင်ပေးနေတယ်အဲ့ဒီဒေါ်သားလင်းချန်ကတခင်မလေးနားမှာနေဖို့မတန်ဘူးအဲ့ဒီဂုံတရေရှိတဲ့နေရာကမူလကကျွန်တော်နေရာဖြစ်ရမှာရှန်ဝမ်ကလည်းတားဖြစ်သူကိုအလင်းအမြန်ချုံမော်တယ်တားလေးစိတ်ချပါအမေကမင်းရဲ့စီးစိမ်တွေကိုပြန်လူပေးမယ်သူ့လိုကောင်ကဒါရီနဲ့မထိုက်တန်ပါဘူးသူ့တစ်သက်လုံးငါတို့လူအိမ်ယာမှာအစီခံလုပ်ဖို့ပဲတန်တယ်ကျွန်တော်တကားကိုတွန်းဖွင့်ပြီးနှာခေါင်းရှုပ်လိုက်တယ်လူကတော့ကြီးရဲ့စိတ်ထဲမှာတော့ကျွန်တော်ကအစီခံတက်တက်ပဲပေါ့ရှန်ဝမ်ကလက်ဖြတ်သွားပြီးကျွန်တော်နောက်ကတခင်မလေးကိုမြင်တော့အကြောက်လုံးလို့ချက်ချင်းစကားတွေထစ်ကုန်တော့တယ်သူမရဲ့မျက်နှာဦးကြီးပေါ်မှာအတူအယောင်အပြုံးတွေဆင်မြန်းလိုက်ပြီးအားချန်မင်းရောက်လာပြီးပဲလာထိုင်ဦးသူမကမုံချောင်းကိုလည်းကြောက်ရွံ့စွာကြည့်ပြီးတခင်မလေးလည်းထိုင်ပါဦးရှင်ကျွန်တော်ကချက်ချင်းပဲဝမ်းနဲ့ပက်လက်ပုံစံဖမ်းလိုက်ပြီးကျွန်တော်ကိုအစီခံလို့တတ်မှတ်ထားလိမ့်မယ်လို့မထင်ခဲ့ဘူးဒီစကားတွေကြားရတာတကယ်ကိုစိတ်မကောင်းပါဘူးရှန်ဝမ်ကပြတလဲနဲ့ရှောက်ရှင်းပြရှာတယ်အားချန်မင်းလျှောက်တွေးနေပြီးငါကမင်းကိုတားရင်လို့သဘောထားတာပါမင်းနဲ့လူယူပိုင်ကအတူတူပါပဲဒါဆိုလဲပြီးတာပါပဲလူကတော့ကတရားမျှတဆုံးပဲရှန်ဝမ်ကစိတ်သက်သာရသွားပြီးတပြင်းချနိုင်တော့တယ်ကျွန်တော်ကစပွဲပေါ်ကဘန်ကက်ကိုစိုက်ကြည့်ပြီးမေးလိုက်တယ်ကျွန်တော်ကိုတားရင်လို့သဘောထားတယ်ဆိုရင်ဘာလို့လူယူပိုင်ကြတော့30ပေးပြီးကျွန်တော်ကြတော့မပေးတာလဲကျွန်တော်ကသူတို့ကိုဝမ်းနဲ့ရိတ်တွေနဲ့ကြည့်ပြီးခင်ဗျားတို့ပြောခဲ့တဲ့အချက်တွေကလိညာမှုတွေပဲလားရှန်ဝမ်ရဲ့မျက်ဝန်းထဲမှာမကျေနပ်မှုတွေဖြစ်ပြေးသွားပြီးမျက်နှာပြတ်သွားတယ်အားချန်အမေကဘလို့လှုပ်လိမ့်မှလဲဒီကက်ကိုနောက်မှမင်းကိုပေးမလို့ပါဟုတ်ပြီလားကျွန်တော်ကစိတ်ထဲကနေခနဲ့ပြုံးလိုက်မိတယ်ကြည့်ရတာတကယ်ကိုမပေးချင်ဘူးထင်တယ်ကျွန်တော်ကိုတားရင်လို့မဟုတ်ရင်တော့ကိစ္စမရှိပါဘူးဘာပဲဖြစ်ဖြစ်ကျွန်တော်နေသားကြနေပါပြီကျွန်တော်စိတ်ပြက်လက်ပြက်ခေါင်းငုံထားစဉ်မုံချောင်းရဲ့အငွေ့သက်တွေကပူပြီးအေးဆက်လာတဲ့သူမကလူယူပိုင်ကိုကြောက်စရာကောင်းအောင်စိုက်ကြည့်နေတယ်လူယူပိုင်ကလည်းကြောက်လန့်တကြားနဲ့ဘန်ကက်ကိုတင်းဆုပ်ကင်ထားတယ်လူယူပိုင်လက်လွတ်လိုက်ဆန်းရှန်ဝမ်ကမုံချောင်းရဲ့အကြည့်ကြောင့်ကြောက်ချေးပါမတက်ဖြစ်နေပြီးသူမကလူယူပိုင်လက်ထဲကကက်ကိုအတင်းလူပြီးကျွန်တော်ကိုပေးတယ်အားချန်မေမလိမ့်ပါဘူးဒါကလူယူပိုင်စိတ်ကူးဖို့ထပ်မင်းကိုအရင်ပေးမလို့ပါသူမတို့ရဲ့တရုပ်ဆောင်မှုတွေကတကယ်ကိုရေးစရာကောင်းတယ်အပြင်လူတွေရှိမှပဲဟန်ဆောင်နေကြတာလူအိမ်ပြန်ရောက်ရင်တော့ကျွန်တော်ကိုလူလိုတောင်သဘောထားမှာမဟုတ်ဘူးကျွန်တော်ကဘန်ကက်ကိုအမှုအရာမပြတ်ပဲလှမ်းယူလိုက်တယ်တကယ်ကိုဟာတာပဲနှုတ်ကတော့ပေးတယ်ပြောပြီးလက်ကတော့မြဲနေတော့ရှန်ဝမ်ရဲ့အကြည့်တွေကကက်စီကနေမခွာနိုင်ဖြစ်နေတယ်ဒါဆိုရင်တော့လူကတော့ကြီးကိုကျေးဇူးတင်ရမှာပေါ့ကျွန်တော်ကကက်ကိုအိတ်ကက်ထဲထည့်လိုက်တယ်ဒီ30ကသူတို့ကိုတော်တော်နှမျောစေမှာပဲသူတို့ရဲ့ရင်ကျက်မတက်ခံစားချက်ကိုကျွန်တော်မြင်ချင်တာလူယူပိုင်ကတော့ကရင်ပေါ်မှာဒေါသတွေနဲ့တုံ့နေရှာတယ်ကျွန်တော်ကဘေးကစစ်ချက်ကိုလှမ်းကြည့်လိုက်ပြီးနှမျောစရာပဲစိတ်ကူးတောက်မှုကမြန်ဆန်လို့ဒုက္ခိတမဖြစ်သွားဘူးစစ်ချက်ကစာသားတွေကိုကြည့်ပြီးစိတ်ပြက်မိတယ်သူ့အတွက်တော့တက်တာလုံးနေသေးတယ်ဒါနဲ့လူယူပိုင်ရဲ့တရားကတကယ်ပဲပြင်းထန်ရဲ့လားတလုံးအိပ်ရတယ်လဲနေရမှာလားကျွန်တော်ကတမင်တကာစိုးရင်ချင်အောင်ဆောင်ပြီးတိုးကပ်မိလိုက်တော့လူယူပိုင်ရဲ့မျက်နှာကဒေါသကြောင့်ချက်ချင်းညှိမြန်းလာတယ်သူလည်းမထင်ထားဘူးကျွန်တော်ကဒီလိုလာမေးလိုက်မယ်လို့ဒါကသူ့အနာပေါ်စားဖြူနေတာနဲ့အတူတူပဲသူ့စိတ်ထဲမှာတော့မုံကြောင်းထွက်သွားတာနဲ့နီလန်းပေါင်းစုံသုံးပြီးကျွန်တော်ကိုအသေးသက်ဖို့ကြံစီနေလိမ့်မယ်လူယူပိုင်ကြည်စမ်းဒါကငါမင်းအတွက်တီးတက်ရွေးလာတဲ့ပန်းတွေလေမင်းတံမိုးထားရမယ်နော်လူယူပိုင်ကအဲ့ဒီကနမပန်းဖြူတွေကိုမြင်လိုက်ရတဲ့အခါသူ့မျက်နှာကတေလူလိုချက်ချင်းဖြူဖြော့သွားတော့တယ်ကျွန်တော်ကတော့စိတ်ထဲကနေခိုးပြုံးနေမိတော့တယ်